တခါကြော်ပြီးတာနဲ့တပတ်လောက်ထားခံတဲ့ငါ6တုံးအဆက်ကြော်ကိုအခုလိုမျိုးဟင်းနှင်းကောင်းလေးနဲ့အိမ်ဦးနဲ့ကြီးကိုကြော်ကြည့်ဖြစ်ပါတယ်ငါ6ကတော့ငကွင်းရှက်အချိုကြောင့်အသားမြောင်းလေးတွေကိုတုံထားပေးပါမယ်ပုံမှန်ဆိုရင်ကတော့ကျွန်မငါ6ကလေးတွေကိုအခုလိုမျိုးတုံပြီးတော့တရေလောက်ပြုတ်တယ်ပေါ့နော်ပြုတ်ပြီးပြန်ကြော်ပြီးတော့ချက်တာပေါ့နော်အခုမှတော့ငါ6ကအချိုကြောင့်ဖြစ်တဲ့အတွက်ရေဆေးပြီးတော့ပဲတန်းပြီးတော့ချက်မှာပေါ့နော်စက်တူဖြူနဲ့စက်တူနီကိုထောက်ရမှာကြာလို့ကျွန်မကကြိတ်လိုက်တယ်ပေါ့နော်ပြီးရင်စနေမုံရဲ့အယောင်တင်မုံလေးချက်ပြီးတော့စီကိုကြလေးတက်တယ်ပေါ့နော်စီကိုကြလေးတက်ပြီးတော့ရင်ငါတော့ရေဆေးထားတဲ့ဒီငါ6တုံးလေးတွေကိုထည့်ပြီးတော့တေချာလေးမွေပေးပါမယ်ပြီးရင်တော့အရသာအတွက်ကတော့ငါမြရည်လေးထည့်မယ်ဟင်းကျွေးမုံလေးထည့်မယ်မကြီးမဲ့လေးပါတခါတည်းထည့်လိုက်ပါမယ်ပြီးရင်တေချာလေးတမသွားအောင်လို့မွေပေးရပါမယ်အခုလိုဟင်းမျိုးကိုကြထားခံဖို့ဆိုလို့ရှိရင်ကတော့စီမြများနဲ့လိမ့်နေအောင်ကြလေးကြော်ပေးမှရပါမယ်။အိုကက်တက်တာမလို့အမြဲမွေပေးနေမှရပါမယ်။စီကိုလည်းများလေးထည့်ရပါမယ်။မနှမျောနဲ့နော်စားကောင်းဖို့ဆိုလို့ရှိရင်ကတော့စီမြများထည့်မှရပါမယ်။ပြီးရင်ရေနွေးလေးနည်းနည်းလေးထည့်မယ်။ငရုတ်ဒီခွဲချမ်းလေးပါတခါတည်းထည့်ပြီးတော့ကြော်ပေးပါမယ်။ရေလေးခန့်လို့စီလေးပြန်လာပြီဆိုရင်ကတော့အထားလက်ခံစေတဲ့ထမင်းစားလို့လည်းအရန်ကုန်မှမိန်စေတဲ့ငါ6တုံးအဆက်ကြော်လေးရပါပြီရှင့်။အနစ်ကတော့လုံးဝအသက်ပဲပေါ့နော်။